Saudi Arabia နိုင်ငံရဲ့မြို့တော်ကြီးရက်ကခေါင်းကင်ရန်တစ်ခုလုံးဒီနေ့မှာတော့အဝါရောင်လွမ်းနေခဲ့ပါပြီ။ကမ္ဘာထွန်းကဖော်လုံးပရိသတ်တွေစောင့်ကြည့်နေကြတဲ့ Saudi Pro League ရဲ့2025-2026ဘောလုံးရာသီမှာ Al Nassr အသင်းဟာအားလုံးမျှော်လင့်နေကြတဲ့အတိုင်းခဏထေဝါစွာနဲ့ Champions ဆုကိုစုခူးသွားနိုင်ခဲ့ပါပြီ။ဒါဟာ Al Nassr အသင်းတော်2019ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပြည်တွင်းလေဖလားကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးအသင်းရဲ့သမိုင်းတလက်ရှောင်မှာလည်းအမှတ်တရဖြစ်ဆုံးအောင်မြင်မှုတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီအောင်ပွဲဟာရိုးရိုးအောင်ပွဲတစ်ခုမဟုတ်ပဲနှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတဲ့မျှော်လင့်ချက်တွေစူးစမ်းအားထုတ်မှုတွေအားလုံးရဲ့ရလဒ်ထက်တာကြောင့်ပရိသတ်တွေအတွက်တော့တကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့ညတညထက်ခဲ့ပါပြီ။ Al Nassr တင်းရဲ့အောင်မြင်မှုဟာ Saudi Arabia ဘောလုံးလောကရဲ့အဆင့်တန်းကိုကမ္ဘာအဆင့်ကိုမြင့်တင်ပေးလိုက်တဲ့တက်တွေတစ်ခုလေးဖြစ်ပါတယ်။ဒီရာသီတဲ့ Al Nassr တင်းရဲ့ခရီးလမ်းဟာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ရာသီအစားကလေးကအသင်းဟာအင်အားတောင့်တင်းတဲ့ကစားသမားစုဖွဲ့မှုနဲ့အတူပြိုင်ဘက်တွေကိုတောင့်လျှောက်ဖိအားပေးနေခဲ့တာပါ။အထူးသဖြင့်အစင်နလာပြိုင်ဘက်ကြီးဖြစ်တဲ့ Al Hilal အသင်းနဲ့အမက်ပေးစရာထိတ်ဆုံးမှာအကျိနဲ့အရှင်ပြိုင်ခဲ့ရတာကပရိသတ်တွေအတွက်ကရင်ခုန်စရာအကောင်းဆုံးအခိုက်အတန့်တွေဖြစ်ခဲ့ပါတယ်။ပွဲစဉ်တိုင်းဟာဘောလူပွဲတွေလိုအရေးပါခဲ့ပြီးအမက်ပေးစရာအပြောင်းလဲတွေကလည်းတပတ်နဲ့တပတ်မယိုးနိုင်အောင်ထိခဲ့ရပါတယ်။ရာသီကုန်ဆုံးချိန်မှာတော့ Al Nassr အသင်းဟာကစားခဲ့တဲ့34ပွဲမှာ28ပွဲအထိအနိုင်ရရှိခဲ့ပြီးတရေ2ပွဲရှုံးပွဲ4ပွဲသာရှိခဲ့ပါတယ်။စုစုပေါင်းရာမှ86မှတ်နဲ့ဒုတိယနေရာက Al Hilal အသင်းကို2မှတ်အသာနဲ့ကျော်ဖြတ်ပြီးချန်ပီယံဖြစ်ခဲ့တာပါ။ဒီယာမဟာအသင်းရဲ့သမိုင်းတလက်ရှောင်မှာအမတ်ပေးလိဂ်မှာအမြင့်ဆုံးယာမတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။အသင်းရဲ့ခန်းစစ်ပိုင်းဟာလည်းအဒီယာဒီမှာတကယ်ကိုကြစ်လက်ခဲ့သည့်ပေးကိုနဲ့ပါခဲ့တာကလည်းချန်ပီယံဖြစ်ဖို့အတွက်အဓိကအချက်တစ်ချက်ဖြစ်ခဲ့ပါတယ်။စုစုပေါင်း62ဂိုးသွင်းယူပြီး28ဂိုးသာပြန်ပြီးခဲ့ရတာဟာအသင်းရဲ့တိုက်စစ်တော်ခန်းစစ်ပါဘလောက်အားကောင်းကြောင်ပြသနေပါတယ်။အထူးသဖြင့် Al Hilal နဲ့ကစားခဲ့တဲ့အချင်းနယ်ပွဲစဉ်တွေမှာ Al Nassr ဟာသူတို့ရဲ့စိတ်သက်ကြင်ခိုင်မှုကိုအပြည့်အဝပြသနိုင်ခဲ့ပါတယ်။အဆိုပါပွဲစဉ်တွေဟာရာသီလက်အလွယ်အပြောင်းတွေဖြစ်ခဲ့ပြီး Al Nassr ရဲ့အနိုင်လိုစိတ်ကိုပုံမထင်ရှားစေခဲ့ပါတယ်။ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာအဓိကမောင်းနှင်အားဖြင့်ရှိနေခဲ့တာကတော့ကမ္ဘာအကောင်းဆုံးကစားသမားကြီး Cristiano Ronaldo ပဲဖြစ်ပါတယ်။အသက်42နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့ Ronaldo ဟာကွင်းထဲမှာတော့လူငယ်တယောက်လိုတက်ချွဲနေဆဲဖြစ်ပြီးဒီရာသီမှာလည်းသွင်းဂိုးပေါင်း29ဂိုးအထိသွင်းယူကအသင်းကိုဦးဆောင်ပေးခဲ့ပါတယ်။ဒါအပြင် Ronaldo ဟာ Saudi Pro League သမိုင်းတလက်ဆောင်မှာသွင်းဂိုးတည်အန်ချီမြောက်တဲ့မှတ်တိုင်ကိုလည်းဒီရာသီမှာလည်းစိုက်ထူနိုင်ခဲ့ပါတယ်။ချန်ပီယံဆုကိုအတီးပြုနိုင်ခဲ့တဲ့အချိန်မှာတော့ Ronaldo တယောက်ဝမ်းသာလို့မျက်ရည်ကျခဲ့ရတဲ့မြင်ကွင်းဟာကမ္ဘာထွန်းကပရိသတ်တွေရဲ့ရင်ကိုတုန်လှုပ်စေခဲ့ပါတယ်။သူဟာ Al Nassr ထင်းကိုရောက်ရှိလာပြီးနောက်ပိုင်း3နှစ်တာအတွင်းပထမဆုံးအကြိမ်ဖြစ်အဓိကဆုဖလားကြီးကိုကင်မြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Ronaldo နဲ့ခေါင်းဆောင်မှုအနိုင်လိုစိတ်နဲ့အသင်းဖော်တဲ့အပေါ်လွှမ်းမိုးနိုင်မှုတွေဟာ Al Nassr ကိုချန်ပီယံအသင်းတစ်ဆင့်ဖြစ်လာစေဖို့အကြီးမားဆုံးအထောက်ပံ့ဖြစ်ခဲ့ပါတယ်။သူဟာကွင်းအတွင်းမှာတင်မကပဲကွင်းပြင်မှာလည်းအသင်းဖော်တွေကိုစိတ်သက်ခွန်အားတွေပေးစွမ်းနိုင်ခဲ့သူဖြစ်ပါတယ်။အရေးကြီးတဲ့ပွဲစဉ်တွေမှာဖိအားတန်ကိုအကောင်းဆုံးကြော်ဖြတ်ပြီးအသင်းအတွက်အဖိုးတန်ကိုတွေသွင်းယူပေးနိုင်ခဲ့တာဟာ Ronaldo ရဲ့အဓိကအရေးချင်းတစ်ခုပဲဖြစ်ပါတယ်။သူရဲ့ professional ကြမှုနဲ့စံပြထီမှုတွေကအသင်းဖော်တွေအတွက်အထူးယူစရာဖြစ်ခဲ့ပါတယ်။ Ronaldo ရဲ့ကစားဟန်ဟာအသင်းရဲ့တိုက်စစ်ကိုပုံမပြင်းထန်စေခဲ့ပြီးပြိုင်ဖက်ခန်းစစ်တွေကိုအမြဲတမ်းချင်းချောင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုဟာ Ronaldo တယောက်တည်းရဲ့ကြိုးစားမှုကြောင့်တော့မဟုတ်ပါဘူး။အသင်းမှာအသင်းရောက်ရှိလာတဲ့ကျွဲပွင့်ကစားသမားတွေဖြစ်တဲ့ Joao Felix နဲ့ Kingsley Coman တို့ရဲ့ခြေစွမ်းပြမှုတွေကလည်း Al Nassr ကိုပုံမတောင့်တင်စေခဲ့ပါတယ်။ Joao Felix ရဲ့ဖန်တီးမှုတွေနဲ့တွင်ခိုးနှစက်ကြော်ဟာအသင်းရဲ့တိုက်စစ်ကိုပုံမဆိုးပြစေခဲ့တယ်လို့ Coman ရဲ့လင်းမြတ်တဲ့တောင်ပန်ဖျက်ချမှုတွေကလည်းပြိုင်ဘက်ခန်းစစ်တွေကိုအမြဲတမ်းဒုက္ခပေးနိုင်ခဲ့ပါတယ်။စာဒီဝမာနီရဲ့အတွေ့ရင်ချက်မှုတွေကွင်းလန်နဲ့ခန်းစစ်ပိုင်းကကစားသမားတွေရဲ့စီလုံးညီညွတ်မှုတွေကအသင်းကိုရှုံးပွဲနဲ့ပါစေခဲ့သည့်အရေးကြီးတဲ့ပွဲစဉ်တိုင်းမှာအမှတ်ရအောင်စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ အ
ထူးတစ်ဖြစ်ယာဒီပိတ်ပွဲစဉ်တွေမှာဖီးယားတွေကိုကြံခံပြီးအမအရွေးမရှိကစားနိုင်ခဲ့လာကချန်ပီယံဖြစ်ဖို့အတွက်အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။အသင်းရဲ့ဂိုးသမားကနေတိုက်စစ်မှုအထိလူတိုင်းဟာသူတို့ရဲ့တာဝန်တွေကိုအကောင်းဆုံးကျေပွင့်ခဲ့ကြတာပါ။အရန်ခုံကကစားသမားတွေကလည်းလိုအပ်တဲ့အချိန်တိုင်းမှာဝင်ရောက်ကူညီပေးခဲ့ကြတာကအသင်းရဲ့စုဖွဲ့မှုတောင်းတင်ကြောင်းပြသနေပါတယ်။နီးပြအဖွဲ့ရဲ့အသေးစိတ်ပြင်ဆင်မှုတွေနဲ့ဗျူဟာမြောက်ကစားခွက်တွေကလည်းအသင်းကိုအောင်မြင်မှုစီဦးတည်စေခဲ့ပါတယ်။